ရှင်ကိုတွေ့နေပြီအခါဘုရားဆုံးမစကားတီရာရာအားလုံးခွင်လို့ပြောကြခဲ့ပါသည်လူသားချင်းစာနာဖို့ခဏခဏပြောကြခဲ့ပါသည်လူသားချင်းစာနာ